ချစ်ငယ်ချင်းများအားလုံးမင်္ဂလာပါဗျာ။ဘွမ်ကစားတလိုင်းကနေကြိုဆိုပါဗျာ။လာဗျာမင်းချင်းကြီးတို့ဒီနေ့ကျတော့ညှနုချိုဝတ်တန်ငပိချက်ရှာလေသွားစမဲထမင်းမလောက်အမေစရတဲ့ဟင်ဘောလေးတစ်မျိုးဖြစ်တဲ့တော့ကြောက်တအားလွယ်ကူမြင်စင်ချက်နီးလေးနဲ့လည်းမျှဝေမှာပေါ့နော်။အရင်ဆုံးဒါတွေကျတော့ကျွန်တော်တို့ပြင်ထားရမယ့်ပျက်စီးလေးတွေပါနော်ချင်းကြီးတို့ပျက်စီးကျတော့ဒါအယိုးရှင်းပါတယ်နော်။ဒါကြတော့ကိုချက်တဲ့ဟင်းနဲ့များပေါ်မှာမူတည်ပြီးတော့ချိန်ပြီးပြင်မှာပေါ့နော်။ရင်ဆုံးကျွန်တော်တို့ချက်သွန်နေတဲ့ခပ်ပါလေးလီထားပေးပါမယ်။โอเคပြီးရင်ကျွန်တော်တို့နန်းပင်နဲ့ငယ်ပြင်ထားပေးပါမယ်ပြီးရင်စပလင်တပင်နှစ်ပင်လောက်ထုထားပေးမှာပေါ့နော်ပြီးရင်မြစ်တွေကျွန်တော်တို့နည်းနည်းပပလေးထုထားပေးမှာပေါ့နော်ဒီမြစ်လူချိုကျတော့ပြုတ်ထားပြီးသားမြစ်ပါနော်ချင်းငယ်ချင်းတို့မြစ်ဆိုင်မဟုတ်ပါဘူးနော်ကွဲအောင်လောက်ကျွန်တော်တို့ထုထားပေးမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ငရုတ်တိဆိုင်နဲ့ခဏနှုတ်လေးလီထားပေးပါမယ်ပြီးကျွန်တော်တို့ဝတ်သားတွေလာသုံးထားပေးပါမယ်ဒါကြတော့ကိုရဲ့စိတ်ကြိုက်နှစ်သက်တဲ့အရွယ်တုံထားလို့ရပါတယ်နော်โอเคပြီးရေတော့စေးထားပြီးတော့ရေစစ်ထားပေးပါမယ်ကျွန်တော်တို့ရတာလာနေထားပေးပါမယ်စားထိပ်ပေးပါမယ်ချုံမောက်ထိပ်ပေးပါမယ်ပြီးရင်နည်းနည်းမောက်ထိပ်ပေးပါမယ်နောက်ဆုံးကြတော့ပင်းငပြရေနောက်နဲ့ငယ်ထိပ်ပေးပါမယ်ကြာညိုလို့လည်းခေါ်ကြပါတယ်နော်ပြီးအလုံးသမားတော့ကျွန်တော်တို့တေချာနေထားပေးပါမယ်ပြီးရင်ကျွန်တော်တို့ငရောက်ကမဲနဲ့ငယ်ထောင်းထားပေးပါမယ်ပြီးတော့ကြက်သွန်ဖြူထိပ်ပေးပါမယ်ပြန်ထောင်းပေးပါမယ်ပြီးရင်ကျက်သွန်နေထည့်ပေးပါမယ်ပြန်ထောင်းထားပေးပါမယ်โอเคဒါဆိုကျွန်တော်တို့လာစချရပါမယ်နော်စီထည့်ပေးပါမယ်စီကျတော့အများကြီးမသုံးပါဘူးเนาะချင်းကြီးတို့ပြီးရင်နုံနုံမော်လေးနဲ့ထပ်ထည့်ထားပေးပြီးတော့ထောင်းထားတဲ့ကျက်သွန်နေတို့ထည့်ပေးပါမယ်အနက်မွေးလာအောင်စီရင်တက်ပေးပါမယ်ကျက်သွန်နေတဲ့နဲ့မွေးလာပြီးဆိုရင်ကျွန်တော်တို့ငရုတ်တိအကျန်းမှုတ်ထည့်ပေးပါမယ်အဆက်ကျတော့ကိုစားနိုင်တယ်လားပေါ့နော်ငရုတ်တိအကျန်းမှုတ်တွေလည်းနည်းနည်းမွေးလာပြီးဆိုရင်အယောင်တဲ့မှုတ်ထည့်ပေးပါမယ်ပြီးတော့ငပိထည့်ပေးပါမယ်ငပိတွေနဲ့မွေးလာအောင်စီရင်တက်ပေးပါမယ်โอเคငပိတွေလည်းနဲ့မွေးလာပြီးဆိုရင်ခုနတော့ကကျွန်တော်တို့နှက်ထားတဲ့ဝတ်သားတွေထည့်ပေးပါမယ်နော်โอเคပြီးအားလုံးသမားတော့ကျွန်တော်တို့စီတက်ထားပေးပါမယ်โอเคဝတ်သားတွေကျွန်တော်တို့စီတက်လို့အားလုံးသမားတော့ပြီးဆိုရင်ကျွန်တော်တို့မြစ်ပြောက်တွေထည့်ပေးပါမယ်ပြီးအားလုံးသမားတော့ကျွန်တော်တို့ပြန်မှွေထားပေးပါမယ်ပြီးရင်ခုနတော့ကကျွန်တော်တို့ထူထားတဲ့စပလင်ထည့်ပေးပါမယ်နော်ပြီးရင်ကျွန်တော်တို့ရေထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ချက်ထားပေးမှာပေါ့နော်โอเคအခုလိုမျိုးစုပွားလိုက်ပါနော်ချင်းတို့တူနာကြတော့တအားလေးမွေးနေပါနော်ကျွန်တော်ရေအိုကနေနဲ့သေးနေလာတော့ပါနော်ချင်းတို့โอเคဝတ်သားတွေမနူးသေးလို့ကျွန်တော်တို့ရေထပ်ထည့်တာပေါ့နော်ပြီးရင်ဝတ်သားတွေနူးလာတဲ့ထိပြန်တည်ထားပေးပါမယ်ခဲအခုလိုမျိုးတော့တစ်ခါပြန်စုပွားလာပြီးဝတ်သားတွေလည်းနူးလာပြီးဆိုရင်မကြီးရထဲတာကတအားချင်ရတာ